ကောင်မလေးကအခုဆိုအရွယ်ရောက်နေပြီပေါ့ဒါပေမဲ့အဝေးစားလဲရင်တော့မိဘတွေကိုပုံကွယ်မနေဘူးမိဘတွေမြင်မမြင်သူ့အတွက်ဂယုမဆိုင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့လွတ်လပ်နေတယ်အဲ့ဒီနေ့ကသူအပြင်သွားဖို့ပြင်ဆင်နေတော့မိဖို့ချောင်းလေးကနေအမေကခေါ်လိုက်တယ်ကောင်မလေးကတပြင်းချလှဲ့ပြီးအမေစီကိုရှော့သွားတယ်အမေကလက်နှစ်ဖက်နဲ့သူ့ခေါင်းကနေခြေဖျားအထိဖြည်းဖြည်းလေးဆန့်သက်ကြည့်တယ်အားလုံးအဆင်ပြေကြောင်းတေချာမှသူ့ကိုတွားခွင့်ပြုတယ်တကယ်တော့ကောင်မလေးရဲ့မိဘတွေကမွေးရပါမျက်မြင်လေးပါဒီနေ့တော့သူ့အမေကအကြောင်းကိုလာကြိုတယ်အမေကိုမြင်တာနဲ့ကောင်မလေးကသူ့ခြေထမ်းကိုအမေမကြားအောင်ခေါင်းလောင်းလေးကိုအမြန်ဖိနှိပ်လိုက်တယ်သူ့အမေမျက်မြင်ဖြစ်နေလာကိုသူရှက်တာပေါ့ဒါပေမဲ့ခေါင်းလောင်းမပါဘဲနဲ့တော့သူ့အမေကအနက်နဲ့သူ့ကိုမှတ်မိတယ်အမေကအားလုံးကိုနားလေပေမဲ့ဘာမှမပြောခဲ့ဘူးနောက်တော့အိမ်ရောက်တော့အမေနဲ့သမီးဒီကိစ္စနဲ့ပဲစကားများကြတယ်အဲ့ဒီချိန်မှာသမီးရဲ့ဖုန်းမိလာတယ်ဒေါသတကြီးနဲ့အမေကဖုန်းကိုကြမ်းပြင်ပေါ်ပစ်ချလိုက်တယ်ဒီအဖြစ်ကြောင့်ကောင်မလေးကပိုပြီးဒေါသထွက်သွားတယ်သူကအမိအခန်းလေးကိုပြေးဝင်သွားပြီးသူ့ကလေးဘဝအတန်သွင်းထားတဲ့အမိရဲ့ကက်ဆက်ခွေအဟောင်းတွေကိုရိုက်ချိုးပစ်လိုက်တယ်အခြေအနေတွေအရန်ဆိုးလာတော့ကောင်မလေးကအိမ်ကနေထွက်ပြေးသွားတယ်မိဘတွေကတော့တညာလုံးတကားဝါမှထိုင်ပြီးသူ့ပြန်လာမယ့်အချိန်ကိုစောင့်နေကြတယ်ဒါပေမဲ့မနေ့ရောက်တဲ့အထိသူ့အရေးအယောင်တောင်မတွေ့ရဘူးကျောင်းကနေသူ့တငယ်ချင်းမိစီအထိနေရအနက်လိုက်ရှာကြတယ်ဒါပေမဲ့ဘယ်သူမှသူ့ကိုမတွေ့ဘူးအဲ့ဒီနောက်ရေဒီယိုကနေကြောက်စရာကောင်းတဲ့ပတင်တစ်ခုကြားလိုက်ရတယ်ရဲတွေကကောင်မလေးတရုတ်ရဲ့အလောင်းကိုတွေ့ပြီးတဲ့ထိတ်လန့်တကြားနဲ့မိဘတွေကရဲစခန်းကိုအပြီးတွားကြတယ်တုံရီနေတဲ့လက်တွေနဲ့အမိကအလောင်းကိုထွေးတွေ့ကြည့်ပြီးနောက်ဆုံးမှတပြင်းချလိုက်တယ်ဒါကသူတို့သမီးမဟုတ်ဘူးပေါ့ဒါပေမဲ့သမီးကတော့ပျောက်နေတော့မယ်သူတို့ရင်ထဲမှာအပူမီးကမငြိမ်နိုင်ဘူးနေတိုင်းသူ့ကိုလိုက်ရှာဖို့အပြင်ထွက်နေကြတယ်ဒီအချိန်မှာတော့ကောင်မလေးကသူ့မိဘတွေကသူ့အတွက်ဘာမှအရေးမကြီးသလိုပဲသူ့ချစ်သူနဲ့ပျော်ပျော်ရွှင်ရွှင်ရှောက်သွားနေခဲ့တယ်တညတော့သူတိတ်လေးအိမ်ပြန်လာတယ်သူ့မိဘတွေကမရှိကြဘူးသူ့မျက်လုံးတွေကရိုက်ချိုးထားတဲ့ကက်ဆက်ခွေတွေစီကိုရောက်သွားတယ်သူနောင်တတွေတပိတပိုက်ရလာတယ်သူကအဲ့ဒီခွေတွေကိုပြန်ဆက်နေရင်ခွေတစ်ခွေခွင့်လိုက်တာနဲ့သူ့အမေအတန်ကအခန်းထဲမှာပြန်နှံ့လာတယ်သမီးလေးရဲ့အမေတို့ကိုခွင့်လို့ပါအမေတို့သမီးကိုကောင်းကောင်းမွန်မွန်ဂီလူမဆိုင်နိုင်ခဲ့တာဖြစ်မယ်ဒါကိုကြတော့ကောင်မလေးမျက်နှာမှာမြေရည်တွေစီးကြလာတယ်သူကလေးဘဝတုန်းကအမတ်မထင်ထမင်းပေါင်းအိုးချိုးကိုဆွဲဖြူမိလို့ထမင်းအိုးမှောက်သွားတဲ့အဖြစ်ကိုပြန်တတိရတယ်သူ့အမေကပြေးလာရင်ချော်လဲသွားတယ်ဒါပေမဲ့ပထမဆုံးလုပ်တာကသူ့သမီးကိုပွေ့ချတာတယ်သူ့ရဲ့မီးလောင်ထားတဲ့လက်ကိုမှုပေးပြီးဆေးရုံကိုခေါ်သွားတယ်သူ့အမေကိုယ်တိုင်တရားရထားတာတောင်အားလုံးအတွက်သူ့ကိုယ်သူပဲအဖြစ်တင်နေခဲ့တယ်သူ့အမေကဖြိုးခဲ့ဖူးတယ်သမီးလေးဘယ်နေရာရောက်အမေမှတ်မိပြီးအန်ဒရီတိုင်းကနေကာကွယ်ပေးနိုင်ဖို့အဲ့ဒီခေါင်းလောင်းလေးကိုအမေလုပ်ပေးထားတာပါတယ်အဲ့ဒီအမတ်ရစရာကြီးကိုကြားတော့ကောင်မလေးကလုံးဝကိုပြိုလဲသွားတယ်သူအိမ်အပြင်ကိုပြေးထွက်သွားတယ်မိုးလေတေးကြီးမဲကြီးရွာနေတဲ့ချိန်ထဲမှာသူ့လေအရက်ကြီးပြီးဖြစ်တဲ့မိဘတွေကသူ့ကိုလိုက်ရှာနေတော့မယ်အဲ့ဒီချိန်မှာရုတ်တရက်အမေခေါင်းပေါ်မှာထီးတစ်ချောင်းပေါ်လာတယ်သမီးကအမေကိုပြေးဖက်ပြီးရှိုက်ကြီးတငယ်ငို့တော့တယ်သူတောင်းပန်စကားတွေထက်ခါတလဲလဲပြောပြီးအဲ့ဒီချိန်မှာတော့သူနောက်ဆုံးမှနားလဲသွားတယ်မိဘတွေကခု့အပေါ်လုပ်ပေးသမျှရဲ့တန်ဖိုးအမှန်ကိုသူတို့ကိုစားပြီးဆုံးရှုံးရတော့မှာပဲကိုတွေတီးလာရတာပါပဲ